နတ်တွေနဲ့ဂျမာတွေနဲ့ကဘလို့တကိုးရှိပါလဲရှင်ဗျာဘာတွေရောကွာခြားမှုရှိပါလဲရှင်ဗျာနတ်နဲ့ဂျမာတွေနတ်နဲ့ဂျမာတွေကအကြောင်းတရားလုံးကြတာချင်းဆိုနတ်ကဒါနနဲ့သီလပဲလုပ်တယ်မှန်ပါဗျာဂျမာကြတော့သမထချင်းစဉ်ဘာဝနာကုသိုလ်ထီအောင်ဆိုတော့သူကအသက်ပိုးရှိတယ်ဘဝမှာအသက်ပိုးရှိတယ်နတ်တွေစာပေါင်းများစွာအသက်ရှိတယ်ကဘာချီပြီးတော့အသက်ရှိတယ်ပြီးတော့အစွမ်းတကူကြတော့လေနတ်တွေပို့ပြီးတော့အစွမ်းတကူကြီးတယ်ကြီးတယ်ဆိုတာသူ့ရဲ့အရှိန်ဟောတောက်ပမှုကနတ်တွေများစွာတာလုံးနေပေါ့မှန်ပါဗျာအဲ့တော့တကူလို့ဆိုဒီမှာသူတို့ရဲ့စွမ်းဆောင်မှုကိုပြောတာမှန်ပါဗျာစွမ်းဆောင်မှုကိုပြောတာမှန်ပါဗျာအဲ့တော့သူတို့ကုသိုလ်ကောင်းမှုကလည်းပဲကွာခြားသည့်အတွက်ကြောင့်နတ်တွေရဲ့အစင်လာမှုလှပတဲ့အာယုန်တွေတွေ့ရှိရမှုဒီအတန်တွေကြားရမှုအနံ့တွေရှူရမှုအရသာခံစားရမှုအထီးတွေကောင်းမှုနောက်တစ်ခါဒီအသက်ရှိမှုခွန်အားရှိမှုချမ်းသာမှုစွမ်းကိုဒီရှိရအာယုန်ဒုက္ခဗလာပေါ့နော်မှန်ပါဗျာအဓိပတိယလို့ဆိုရဲအစိုးရမှုအဲ့ဒီအတိုင်းတာတွေကများစွာကွာခြားကြတယ်